အားလုံးပဲမင်္ဂလာပါမနေ့ကဒီဟာကိုတက်တဲ့ကျွန်တော်တို့နေတဲ့မြို့မှာပေါ့နော်မနေ့ကနှင်းပထမဆုံးကြာဆိုတော့မနေ့ညကြာဒီနေ့မနက်ကတော့နှင်းအနေငယ်ဖူးဖူးလေးတွေမြင်နေရတယ်ပေါ့နော်အခုတော့မနက်9:40လောက်ရှိပြီပေါ့နော်အလောက်က10:00ဝင်10:05မှာဟိုပါပေါ့နော်မရှိခူရီနာထောင်ပြီးရင်အဲ့ဒါညာဆိုင်သမားတွေဖြစ်ပျက်ခဲ့တဲ့ဟာကိုအစီရင်ခံတာကိုနားထောင်ပြီးတာပေါ့နော်နားထောင်ပြီးရင်အလုပ်စဝင်ရမယ်ပေါ့နော်အဲ့ဒါမှန်ဆိုရင်ကျွန်တော်ကလမ်းလျှောက်သွားမှာဂျပန်ကစီမီစီကန်ရဆိုရင်နှင်းကြပြီးဟိတ်ဆိုရင်စပိန်ပေးမစီဘူးသူတို့ကဒါပေမဲ့ကျွန်တော်ကနည်းနည်းဒီအခုက15မိနစ်လောက်ပဲရှိတော့ဆိုလမ်းလျှောက်ရင်အနည်းဆုံးက25မိနစ်လောက်ကြာတာဆိုတော့ကျွန်တော်မမီတော့မှဆိုလို့ဆိုရစပိန်လေးနဲ့စီးပါတယ်စပိန်နဲ့ဆိုရင်တော့ပုံမှန်မြန်ခက်မြန်နေရင်တော့6မိနစ်လောက်နဲ့ရောက်တယ်ပေါ့နော်အခုကတော့နင်းကြတာဖြစ်တဲ့နည်းနည်းကိုထိန်းနေနဲ့10မိနစ်လောက်တော့နေရပါတယ်ဒါလမ်းမှာပေါ့နော်ဒီနားရီကောင်းစင်းမလို့ကျွန်တော်နည်းနည်းရက်ပြီးတော့တွန်းနေရတာပေါ့နော်ခေါင်းစဉ်ကနည်းနည်းချော်တယ်အရှိမဆိုရင်ဒါဟိုလိုင်စင်ရုံးပေါ့နော်ဒီဟာကိုတက်တဲ့မြို့မှာဆိုရင်ဒါဒီမောင်းလိုင်စင်မျိုးကိုဒီမှာလာဖြည့်လို့ရတယ်ပေါ့နော်ဒီဘက်ချမ်းမှာတွေ့နေရတာလိုင်စင်ရုံးညဘက်ချမ်းတော့ဒါစီးရုံပုံစံမျိုးတော့ပုံစံမျိုးပဲဒီစားတော့တိတ်မသိဘူးဒါရမှာဟာကိုတက်တဲ့ safety driving license school ပေါ့နော်အဲ့ဒီရှိကကောင်းစင်းဆိုကျွန်တော်စပိန်မနေရပါဘူးခဏဟိုလွန်ခဲ့တဲ့နှစ်တွေတောင်ဆက်ရောက်တဲ့နှစ်တွေတောင်ခဏမှောက်ခဲ့တယ်ပေါ့နော်ဒါတော့အလုပ်ပေါ့နော်အလုပ်ပါဒါဝင်ပေါက်ပါဟာကိုတက်တဲ့ rehab center ပါはいだよဒါတော့ဝင်ချင်းရတော့ဒီမှာ short တစ်ခုတွေပါလက်တန့်ရှင်းပေါ့နော်ပုဒ်စီတွေပါနဲ့ဆေးပြီးရင်ဒီမှာဖက်နဲ့လဲပါမယ်ကိုနာမည်နဲ့ coffee ရမှာဒါအလုပ်အတွင်းထဲမှာစီးတဲ့ဖက်ပေါ့နော်ဒါအပြင်ကနေစီးလာတဲ့ဖက်ကိုတိမ့်ပြီးတော့အလုပ်တွင်းစီးတဲ့ဖက်နဲ့လေးနဲ့လဲပါတယ်ကျွန်တော်အဲ့ဒါလောက်ပြီးတော့ပါညံဒါခုကတော့လောက်ပြီးသွားပြီပေါ့နော်မိုးချုပ်နေပြီနင်းကမနေ့ပိုင်းလောက်ပဲကြာခဲ့တာဒီညနေပိုင်းကနေတောက်လျှောက်ကနေမကြာခဲ့တော့နေလေးနည်းနည်းပူပြီးတော့နေအငွေ့ပြန်သွားတယ်ပေါ့နော်နည်းလေးရှင်းလင်းလေးဆိုတာစပိန်နင်းလို့ကောင်းတဲ့လမ်းလေးဖြစ်သွားတာပေါ့မနေ့ကတော့ထိတ်ထင်းရဆိုမှပြန်တဲ့ခါကျရင်တော့ဒါအေးစေးတန်းနင်းလို့ရတယ်ပေါ့နော်စပိန်ထားတဲ့နေရာအဲ့ဒါလေးပါပဲစပိန်နေဘယ်သူမှမနေ2ယောက်3ယောက်လောက်ပဲရှိတယ်စပိန်ကိုလိုပဲဟိုလောထွက်လာတဲ့လူလောက်ပဲစပိန်